ဒီအသီးကစားလို့စိတ်ချရလားဒါကကူကူအားစုဖြစ်ဖို့စားလို့တော့ရပါတယ်ဒါပေမဲ့ခြေစော်နံနဲ့အနံ့မျိုးရှိလို့ကျွန်တော်တော့မစားဘူးဒီအသီးကစားလို့စိတ်ချရလားဒါကအုံးသီးအမဲရောင်ပါကျွန်တော်လည်းမမြင်ဘူးပါဘူးစားလို့ရလားမရဘူးလားဆိုတာခမားပဲပြောပြလိုက်တော့ဒီအသီးကစားလို့စိတ်ချရလားဒါကဘူးသီးလိုပုံစံဖျဲသီးကိုနာဘာဝဆိုးစေးတစ်မျိုးပါစားလို့မရပါဘူးစားမိရင်အစိတ်သင့်စေနိုင်လို့ပါဒီအသီးကစားလို့စိတ်ချရလားဒါကအရည်တွေပန်းထွက်လာတဲ့မက်မွန်သီးပါစားလို့ရပါတယ်တကိုက်ကိုက်လိုက်တာနဲ့ရေကြီးဖို့ပြင်ထားလိုက်တော့ဒီအသီးကစားလို့စိတ်ချရလားဒါကဖျဲသီးအမဲရောင်ပါအာဖရိကန်တွေအကြိုက်ဆုံးဖျဲသီးပေါ့စားလို့ရတယ်ဆိုရင်ခမားအရင်စားကြည့်လိုက်ဒီအသီးကစားလို့စိတ်ချရလားဒါကဒူးရင်းသီးအသေးလေးပါစားလို့ရပါတယ်တာမန်ဒူးရင်းသီးထက်ပိုချိုပြီးပိုမွှေးပါတယ်ဒီအသီးကစားလို့စိတ်ချရလားဒါကဂျယ်လီတီကောင်အသီး gummy worm fruit ပါနှစ်ချေးစားရတယ်လို့မျိုးအီဖက်ဖက်နဲ့ဝါလို့ကောင်းပြီးစားလို့ရပါတယ်ဒီအသီးကစားလို့စိတ်ချရလားဒါကမြေပဲအရာမအသီးကြီးပါအစိတ်ရှိလို့စားလို့မရပါဘူးမှားစားမိရင်တော့ဖျားသခင်စီတနက်မက်မက်ရောက်သွားမှာပါ